အားလုံးပဲမင်္ဂလာပါရှင် PTG Sport အနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့စနေနေ့မှာဆိုလို့ရှိရင်ပွဲစဉ်တွေအများကြီးထည့်ရမှာပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့နာပိုလီနဲ့အင်တာတို့ရဲ့ပွဲစဉ်လေးကိုဖြူရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။နေ့ညကစားမယ်နာပိုလီနဲ့အင်တာတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်နာပိုလီကိုအင်တာ level 30ဆိုပြီးအဝေးကွင်းကနေပြီးဈေးကြောပေးလာတာကိုဖြူတို့အနေနဲ့တွေ့ရပါတယ်။ပထမကျော်အင်တာရဲ့အိမ်ကွင်းမှာတော့အင်တာတို့ 1+80 နာပိုလီကိုအကျော်ပေးခဲ့တာဖြစ်ပြီးတော့လက်ရှိအဝေးကွင်းကနေပြီးတော့ level 30ပေးထားတဲ့အင်တာရဲ့အကျော်ပေးမှုอ่ะဆိုလို့ရှိရင်မှန်ကန်မှုရှိရလို့ပဲပြောရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီအိမ်ကွင်းအဝေးကွင်းဈေးတစ်ခုတည်းအင်တာရဲ့ဈေးကပျော့သလားပြင်းသလားလို့သတ်မှတ်မယ်ဆိုလို့ရှိရင်ဖြူတို့လွန်အားကြပါလိမ့်မယ်။ဒါကြောင့်မလို့တခြားအသင်းဈေးတန်းနဲ့ကြည့်မှသာလဲအင်တာရဲ့ဈေးအမှန်ကိုဖြူတို့အနေနဲ့တွေ့ရမှာဖြစ်ပါတယ်။ဆိုတော့တခြားအသင်းဈေးတန်းနဲ့ရှင်မပြောခင်မှာဆိုရင်နာပိုလီရဲ့အကြောင်းကိုအရင်ပြောမယ်ဆိုလို့ရှိရင်နာပိုလီအမှတ်ပေးစရာအဆင့်နှစ်ကအသင်းဆိုပေမဲ့ဒီအသင်းရဲ့ဈေးတန်းကိုဘိုကီရီအနေနဲ့အထင်ကြီးတယ်ဆိုတာခက်ရှားပါပဲ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်နာပိုလီကအမှတ်ပေးစရာအဆင့်နှစ်ကအသင်းဆိုပေမဲ့ဒီယာဒီမှာသူ့ထက်စွမ်းဆောင်ရည်နှိမ့်မာတယ်ဆိုတော့ဖီယိုရင်တီးနာ၊လာဇီယိုနဲ့ရိုမာတို့ရဲ့အိမ်ကွင်းမှာသွားကစားခဲ့ရတဲ့အချိန်မှာတော့ဖီယိုရင်တီးနာနဲ့ရိုမာတို့ကို level 20စီသာအကျော်ပေးခဲ့တယ်လို့လာဇီယိုရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်လာဇီယိုကတော့ဈေးပြန်ပေးခဲ့ရတဲ့အသင်းပါဒါရင်မဟုတ်သေးပါဘူးသူ့အိမ်ကွင်းကနေပြီးတော့ဂျူဗင်တက်ဘိုလောနာအကျော်ပေးခဲ့တဲ့ဈေးကလည်း level 30သာရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီဈေးအကျော်ပေးမှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဖီယိုရင်တီးနာရိုမာတို့ထက်နာပိုလီရဲ့ဈေးတန်းက80သာမြင့်တယ်လို့လာဇီယိုဆိုလို့ရှိရင်လည်းနာပိုလီကဈေး20သာမြင့်တာကိုတွေ့ရမှာဖြစ်ပါတယ်ဒါပြင်ဂျူဗင်တက်နဲ့ဘိုလောနာတို့ level 30စီသာဈေးအကျော်ပေးခဲ့လို့လေနာပိုလီရဲ့ဈေးတန်းကဒီနှစ်သင်းရဲ့ဈေးတန်းနဲ့မတိမ်မရင်မှာရှိနေခဲ့တာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့နာပိုလီကဘလောက်ပဲအဆင့်နှစ်အသင်းဖြစ်နေပါစေဈေးတန်းအရာဘိုကီရီအထင်ကြီးမှုမရှိခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်နာပိုလီထက်ဈေး80နှိမ့်ကြတဲ့ဖီယိုရင်တီးနာရိုမာတို့အိမ်ကွင်းမှာအင်တာမီလန်သွားကစားခဲ့ရတဲ့အချိန်တုန်းကဈေးအကျော်ပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်ဖီယို 1+80 နဲ့ရိုမာ 1+60 ဆိုပြီးအကျော်ပေးခဲ့တာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီနှစ်သင်းတဲ့ဈေး80သာနှိမ့်နဲ့နာပိုလီကို level 80နဲ့ level 80လောက်အင်တာအကျော်ပေးရမှာပဲဖြစ်ပါတယ်ဒါပြင်နာပိုလီထက်ဈေး20သာနှိမ့်တယ်လို့ပြောလို့ရတယ်လာဇီယိုရဲ့အိမ်ကွင်းမှာအင်တာတို့သွားကစားခဲ့ရတဲ့အချိန်မှာလဲ 1+80 သာပေးခဲ့တာဖြစ်လို့သူ့ထက်ဈေး20သာမြင့်တဲ့နာပိုလီကိုတော့ level 100အင်တာပေးရမယ့်သဘောပါပြီးလို့ရှိရင်နာပိုလီနဲ့ဈေးတန်းတူတဲ့အသင်းလို့သတ်မှတ်လို့ရတဲ့ဂျူဗင်တက်ရဲ့အိမ်ကွင်းမှာလဲအင်တာ level 80ပေးခဲ့တယ်ဆိုလို့ရှိရင်နာပိုလီကိုလည်းအင်တာ level 80အကျော်ပေးရမယ့်သဘောပါဆိုတော့အားလုံးကိုခြုံကြည့်မယ်ဆိုလို့ရှိရင်အင်တာရဲ့နာပိုလီကိုအကျော်ပေးရမယ့်ဈေးက level 80နဲ့ level 80လောက်မှရှိရမှာဖြစ်ပါတယ်ဒီဈေးလောက်အင်တာတို့မပေးနိုင်ဘူးဆိုလို့ရှိရင်တော့မှ level 50လောက်တော့အကျော်ပေးရမှာဖြစ်ပြီးတော့လက်ရှိဖွင့်လှစ်မှုကိုကြည့်မယ်ဆိုလို့ရှိရင် level 30လောက်အကျော်ပေးနိုင်တာတွေ့ရတဲ့အတွက်ကြောင့်မလို့ဒါအင်တာနိုင်မဲ့ဈေးမဟုတ်ဘူးလို့ဖြိုးအနေနဲ့ယုံကြည်မိပြီးတော့တရေကြရင်တော့မှပြား30စားရမယ်နာပိုလီနဲ့လာဖြိုးကတော့စဉ်းစားကြည့်စေချင်ပါတယ်အဲ့ယနေ့ညဖြိုးရဲ့ရွေးချယ်မှုလေးကတော့နာပိုလီဘော်ဒီပဲဖြစ်ပါတယ်ရှင်အားလုံးပဲကံကောင်းကြပါစေရှင်